တချို့စာမျက်နှာ33ကနံပါတ်15ဒီပု္ပ္ပစာလေးတွေကိုစိတ်တွတ်တာလေးတွေကိုစပြီးတော့ကြည့်မယ်နော်15ကာကြီး48ကိုနှစ်နဲ့စမယ်ဒါဆိုရင်48ကိုဒီမှာ40နဲ့တချို့က8နဲ့ခွဲလိုက်မယ်ဘာဖြစ်လဲဆိုတော့48က40ကိုလည်းနှစ်နဲ့စားလို့ပြတ်တယ်8ကိုလည်းနှစ်နဲ့စားလို့ပြတ်တယ်အဲ့တော့ကျတော့ဒီမှာ40အစား2နောက်တစ်ခုအောက်က8အစား2 40ကကြတော့2 2လီ4 2 3ညာလီ3ညာဆိုတော့2 20လီ40 8ကကြတော့2 4လီ8ရလာတဲ့နှစ်ခုကိုပြန်ပေါင်းလိုက်မယ်နော်24အဖြေက24ရတယ်နော်နံပါတ်15ခါဝေး36ကို3နဲ့စားမယ်ဒါဆိုရင်3နဲ့စားလို့ပြတ်တယ်36ကို30ရယ်6ရယ်ခွဲလိုက်လို့ရတယ်နော်ဒါ30အစား3ပြီးရင်6အစား3 30ကကြတော့30လီ30 6က3နဲ့လီ6 10ရယ်2ရယ်ဆိုတော့ပြန်ပေါင်းလိုက်ရင်12ခါငယ်က84အစားလေး84ကို80ရယ်4ရယ်ခွဲလိုက်မယ်ဒါဆိုရင်ကျတော့80အစား4ဒီအောက်ကကြတော့4အစား4 80ကိုကြတော့4 2လီ8ဆိုတာဖြစ်တဲ့4 20လီ80 4ကကြတော့4တက်လီ4 20ရယ်1ရယ်ပေါင်းတော့စုစုပေါင်းအဖြေ21ခါကြီးက89ကို9နဲ့စားမယ်89ကိုကျတော့80ရယ်9ရယ်ခွဲလိုက်မယ်ဒါဆိုရင်80ကို9နဲ့စားမယ်ဒီအောက်က9ကို9နဲ့စားမယ်80ကကြတော့90လီ90 9ကကြတော့9တက်လီ9သူတို့နှစ်ခုပေါင်းလိုက်တော့17ရတယ်နော်34ကို2နဲ့စားမယ်ဒါဆိုရင်ဒီမှာ30ရယ်4ရယ်ခွဲလိုက်မယ်သူတို့ခွဲလိုက်မဲ့ဟာကိုဒီမှာရေးမယ်30မှာ4သူတို့30လေးကိုကျတော့2နဲ့စားမှာ30ကို2နဲ့စားရဆိုတော့ဒီမှာ3ကိုကျတော့2တက်လီ2နှစ်ဆိုတော့3နဲ့2တော့အတစ်ကျန်တယ်1နဲ့3ညဆိုတော့10ဆိုတော့2 5လီ10 4ကကြတော့2 2လီ4ဒါဆိုရင်15နဲ့2နဲ့ပေါင်းတော့အဖြေက18ရတယ်စာလုံးက42ကို3နဲ့စားမယ်ဒီမှာစဉ်းစားမယ်ဆိုရင်40ရဲ့2ရဲ့ခွဲလို့အဆင်မပြေဘူးဘာလို့လဲဆိုတော့နောက်က2ကိုဆိုရင်3နဲ့စားလို့မပြေအဲ့အတွက်42ကိုဒီမှာ3နဲ့စားလို့ပြတ်တယ်30ကိုဒီမှာအရင်ယူလိုက်မယ်30ခွဲပြီး42ကနေ30ယူထားဖြစ်တဲ့အတွက်နောက်မှာ12ကျန်သေးတယ်ဒါဆိုရင်30နဲ့12နဲ့ခွဲလိုက်မယ်အဲ့ဆိုရင်ဒီမှာ30မှာ12သူတို့နှစ်ခုလုံးကိုနောက်က3နဲ့စားပြရမယ်30က30လီ30 12ကကြတော့30လီ30 3လီ12 10ရဲ့4ရဲ့ပေါင်းတော့14အဖြေက14 15စလင်ရဆော့ဆော့ပုတ်စာလေးလိုပဲ56ကို4နဲ့စားမယ်56ကို50နဲ့6နဲ့ခွဲမယ်ဆိုရင်6ကို4နဲ့စားလို့မပြတ်ဘူးအဲ့အတွက်4နဲ့စားလို့ပြတ်တယ်40ကိုအရင်ယူလိုက်မယ်နောက်ကကျန်တဲ့16ကိုခြာရေးလိုက်မယ်40ရဲ့16ရဲ့ဆိုပြီးခွဲလိုက်မယ်ဒါဆိုရင်ဒီနေရာမှာ40ဒီမှာ16ရေးမယ်သူတို့နှစ်ခုစလုံးကိုနောက်က4နဲ့စားပေးရမယ်အဲဆိုရင်40လီ40 4လီ16နှစ်ခုကိုပေါင်းလိုက်တော့အဖြေ14ဇာခွဲက65ကို9နဲ့စားမယ်ဒါဆိုရင်ခွဲလို့လွယ်အောင်60ကို9နဲ့ပြတ်တယ်50အရင်ထားလိုက်မယ်50အတွက်65ကနေ15ကျန်တယ်ဒါဆိုရင်ဒီမှာ50ရဲ့15ရဲ့ခြာရေးမယ်9နဲ့နှစ်ခုသလုံးကိုစားပေးရမယ်50လီ50 53လီ15အဲ့အတွက်နှစ်ခုကိုပေါင်းလိုက်မယ်ဆိုတော့အဖြေက13